ကျွန်တော်တော့ညီညီပါအခုကျွန်တော် transfer စဖြစ်တဲ့ဘောကိုပြောပြမယ်ပေါ့နော်သူငယ်တန်းတက်ပြီးတက်တဲ့ရွယ်ကလေးယောက်ျားလေးလိုပဲနေတယ်ယောက်ျားလေးလိုပဲဝစားဝတ်တယ်ပေါ့အမေကတော့ပြောတယ်ပေါ့နေမင်းကလေးလိုပဲနေယောက်ျားလေးလိုမနေနဲ့ပတ်ဝန်းကျင်မှာမကောင်းဘူးဆိုပြီးပြောတာပေါ့ဒါပေမဲ့ဟိုယောက်ျားလေးနဲ့ဟိုမိန်းကလေးတွေပါလာတဲ့ဆိုင်ကျွန်တော်ယောက်ျားလေးနဲ့ပါလာပို့ပြီးတော့ဟိုစိတ်ထဲမှာပိုကြိုက်တယ်ပေါ့ပိုကြတော့ယောက်ျားလေးနဲ့တွဲပြီးချင်းခတ်တယ်လို့ပေါ့ချင်းခတ်တာလို့ဘောလုံးကန်တာဆိုကျွန်တော်ရန်သဘောကျတယ်လေစာပိုင်းမှာတော့နေလို့မနေနဲ့ယောက်ျားလေးလိုမနေနဲ့မိန်းကလေးလိုပဲနေမိန်းကလေးကမိန်းကလေးပဲပတ်ဝန်းကျင်မှာမကောင်းဆိုပြီးပြောလာတော့အမေရဲ့ကိုနေရဲ့ပုံစံပဲအမေရဲ့ကိုခံယူထားတဲ့ပုံစံပဲနေပြရစီလို့ပြောတဲ့ခါမှာအမေကတားလို့လည်းမိန်းကလေးအင်ကြီးတွေဝတ်ခိုင်းတယ်ဝတ်ခိုင်းတော့ဝတ်ပေးတဲ့ခါကျစိတ်နှောက်ရက်ဖြစ်တဲ့ခါကျဆွဲချွတ်တယ်ဝတ်ပေးလို့မရဘူးပေါ့ဝတ်ပေးလို့မရလည်းမရအောင်အမေကအဲ့ဆိုလဲယောက်ျားမိန်းကလေးလိုဝတ်ပေးလို့မရလို့ရှိလေယောက်ျားလေးလိုပဲနေတော့ဆိုပြီးတော့အမေကတော့အဲ့လိုပဲသဘောတူခဲ့တာပေါ့စာတော့ကတော့အဲ့လိုတိုက်ခံလေးတွေတော့ရှိခဲ့တာအမေနဲ့ကျွန်တော်နဲ့ကြားထဲမှာအဖေကတော့လုံးဝသဘောမကျဘူးဒီလိုနေတာငယ်ငယ်လေးတွေကပေါ့အဖေကတော့သူကတော့ဖြစ်သေးချင်တာမိန်းကလေးမွေးထားပြီးမိန်းကလေးရောက်လို့ပဲဖြစ်သေးချင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်နေရတဲ့ပုံစံကိုကျွန်တော်ယောက်ျားလေးပုံစံလိုပဲပို့ပြီးသဘောကျတယ်မိန်းကလေးနဲ့မိန်းကလေးဝတ်စားရေးဝေးရတဲ့စားကျွန်တော်ယောက်ျားလေးဝတ်စားရေးပို့ပြီးဝေးရတာပိုကြိုက်တယ်ပိုနှစ်သက်တယ်ပို့ပြီးတော့စိတ်ကျေနပ်မှုရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့အဖေကလည်းမပြောဘူးပေါ့လို့နေပြစားပိုင်းမှာတော့မြင်မကြည့်ဘူးပေါ့ဟိုကျွန်တော်လို့နေတာထိုင်တာမြင်မကြည့်တော့အခုဆိုရင်အဖေကလည်းလွတ်ပေးတာပါအခုတော့အဖေကတော့မရှိတော့ဘူးပေါ့အမေကတော့ကျွန်တော်ဒီလိုပဲယောက်ျားလေးလိုပဲနေဖို့အတွက်အားတန်နေပဲဆိုလဲယောက်ျားလေးလိုပဲနေမိန်းကလေးဝစားလဲစိတ်မမြဘူးနေဟိုဆိုယောက်ျားလေးလိုပဲနေဆိုအမေကတော့အခုချိန်ထိသဘောတူခဲ့ပါတယ်စူတာတွေငေါက်တာတွေရိုက်တာတွေတော့မရှိခဲ့ဘူးပေါ့အဲចောင်းတက်တဲ့အချိန်ကနေဟိုအတန်းကြီးရဲ့အချိန်မှာပေါ့ဟိုနည်းနည်းတော့အခက်အခဲရှိခဲ့တယ်ထမင်းတွေပါဝတ်တာတွေပါသဘာဝမကျတော့ကိုမနစ်သက်တော့ဟိုကျောင်းဆိုင်ကယ်တွေပါသွားတဲ့နေ့ဆိုရင်ကိုဆိုင်ကယ်နဲ့ကျောင်းကိုလိုက်ပို့တဲ့နေ့ဆိုရင်တော့ဟိုကျောင်းကလည်းတန်းဝင်ရတာဆိုတော့တော်သေးတာပေါ့အဲ့လမ်းလျှောက်တဲ့နေ့ဆိုကျွန်တော်ကျောင်းမသွားတော့ဘလို့ပဲပြောဘလို့ပဲရိုက်ပြီးတော့ကျွန်တော်မသွားတော့ဘူးအဲ့လိုမျိုးပေါ့အဲ့ဒီငါနဲ့အဲ့မိန်းကလေးဝစားဝတ်ပြီးတော့ကြီးကြတယ်မွေးချင်ဘူးပေါ့ဒါတွေမွေးချင်ဘူးပေါ့ဆိုပြီးကောက်တယ်ကြီးကြတယ်အဲ့ဒါကိုကတော့ဘာလို့မွေးချင်တာလဲနေကဘာဖြစ်နေလို့လဲဆိုတော့မဝတ်ချင်ဘူးဒါတွေမဝတ်ချင်ဘူးရားတယ်ဘာဖြစ်တယ်ညာဖြစ်တယ်လို့တော့ပြောတယ်သူ့ရဲ့မောင်အင်းကြီးတွေယူဝတ်တယ်ပေါ့ယောက်ျားလေးဝစားလေးတွေယူဝတ်တော့ကိုသူဒါလေးဝတ်ချင်တာပဲဆိုပြီးတော့သူကအဲ့ထမိန်နေမွေးချင်ဘူးပြန်လာရင်တော့မှဆက်လဲတိုင်းလာတာဒါတွေမွေးချင်ဘူးတဲ့ဒါတွေဝတ်ရရင်ကြောင်းမတက်ဘူးတဲ့ကျောင်းမတက်ဆိုဟိုမတက်ရင်ယောက်ျားလေးတွေဝတ်လို့မရဘူးတဲ့ကျောင်းကလည်းမရပြောမရတာကျောင်းထုတ်လို့ရတာသူကကံကြမ္မာအကြောင်းဖြစ်လာလဲဘလို့မှလွှဲလို့မှမရတာသူယောက်ျားလေးတောက်ဖြစ်ရှင်တော့လေယောက်ျားလေးပေါ့ယောက်ျားလေးဆိုလဲချက်ရတာပဲမိန်းကလေးဆိုလဲချက်ရမှာပဲကိုကမိဘပဲသားသမီးကဇွန်ကျူးနေတာမှမဟုတ်တာသူယောက်ျားသေးလေးပေါက်တာပဲသူကတော့ယောက်ျားသေးပေါက်တယ်ဆိုတော့မရှက်မလျှောက်တော့လှုပ်တာပဲလှုပ်ကြွေးတာပဲကွန်းဆိုင်ဆိုလဲကွန်းဆိုင်လှုပ်ကြွေးတာပဲဒီလိုဝက်ရှော့ဆိုလဲဝက်ရှော့ပညာသင်ပြီးသူလှုပ်ကြွေးတာပဲမင်းကလေးဆိုတော့ရှက်ကြောက်နေဘာမှခိုင်းလို့မရဘူးသူအော်ယောက်ျားလေးပေါင်းနေမရှက်မကြောက်သူလှုပ်တာပဲရေဘူးထမ်းပေးလိုက်ဆိုထမ်းပေးတာပဲအကုန်လှုပ်ကိုင်းပေးတာပဲမင်းကလေးတောက်ဆိုမှသူယောက်ျားလေးလိုပဲတန်တန်မာမာနဲ့လှုပ်ပေးပါတယ်အားရလည်းအားကိုးပါပါတယ်5လလိုက်ကြာလဲကြာတော့ကျွန်တော်အလုပ်ထွက်လုပ်တယ်ပေါ့ဟိုကိုရဆိုင်မှာလှုပ်ဆဝင်တယ်ကိုရဆိုင်မှာလှုပ်ဆလဲဝင်ရောကျွန်တော်ကဆက်စဝင်ချင်းကတော့ကျွန်တော်လာစာသိမ်းပေးတယ်ပေါ့ဒါပေမဲ့ဟိုဆက်စလှုပ်ချင်းမှာတော့အတင်အနေနဲ့ဟိုလာစာသိမ်းရတယ်တနေ့ကျော်နေ့လဲကြာရောဆိုင်မှာလဲနားမဲ့ချိန်တွေပါလဲရှိရောကျွန်တော်မနာဘူးမနာပဲလဲဆိုင်တန်ရှေးတွေလဲလှုပ်တယ်အမိုက်တွေပါလဲသိမ်းပေးတယ်အမိုက်တွေပါလဲသိမ်းပြီးတော့ဆရာကနေပြီးတော့ကျွန်တော်မြင်ကြည့်တယ်မြင်လဲကြည့်ပြီးတော့တော်တယ်ပေါ့အမေတော်တယ်ပါကြဆိုကျွန်တော်ခေါင်းဆောင်ဖြစ်ခန့်ခဲ့တယ်ပေါ့ခေါင်းဆောင်ခန့်လဲခန့်ပြီးတော့ငွေတွေပါလဲသိမ်းရတယ်ပြီးတော့ဆေးဘူးကိစ္စတွေတို့ဟိုကိုယ့်ရဲ့ဘိုင်းကိစ္စတွေပါကုန်တာတွေပါဆိုရင်ကျွန်တော်ခေါင်းဆောင်တရားပြောတော့ကျွန်တော်ပို့ပြီးတောင်းဝင်ယူရတာပေါ့ပြီးတော့ခေါင်းဆောင်တယောက်ဖြစ်ကလည်းမလွယ်ပါဘူးအကုန်လုံးပေါ့ဆိုင်က
ဘာပဲဖြစ်ဖြစ်တာဝန်ယူရတာပေါ့တာဝန်ယူရတော့အဲ့4-5နှစ်လဲကြာသွားကိုရဆန်ကနေပြီးတော့ဟိုမတော့ခင်ပေါ့ဦးလေးကနေပြီးတော့စက်ပြေပညာသင်မလားဆိုပြီးတော့ပြီးတော့ဟုတ်ကဲ့ကျွန်တော်သင်မယ်ဆိုပြီးတော့စတင်တာပေါ့ဝါရှော့ပညာသင်တယ်သင်တော့ဟိုစာပိုင်းမှာတော့စိတ်နည်းနည်းတော့ကြီးကျယ်ဖြစ်တာပေါ့စစဟိုပစ္စည်းတွေမားရတယ်လေးပင်တွေမားရတော့ကိုကလည်းဟိုလူကောင်သေးတော့ပစ္စည်းလေးတွေပါမားလို့ရှိရင်ယောက်ျားလေးအားနဲ့မိန်းကလေးအားနဲ့တော့မတူဘူးပေါ့ဘယ်လောက်ပဲကျွန်တော်တို့ကဟိုယောက်ျားလေးစိတ်ပေါက်တာပဲရှိတယ်တကယ်တမ်းကျရင်အားတော့မိန်းကလေးအားပဲလေအဲကြောင့်နည်းနည်းစိတ်နောက်ကျဖြစ်တဲ့အခါကြားလို့ရှိရင်ဟိုပါပေါ့စိတ်ကြေးကျက်လာတယ်တဲ့အခါကျမလုံးချင်တဲ့စိတ်တွေတို့မကရင်တဲ့စိတ်တွေဖြစ်လာတော့ဒါပေမဲ့နောက်ဆုံးနေကြအောင်ကိုဝင်ငွေလေးလဲကိုပိုင်ဝင်ငွေလေးလဲပိုဝင်လာတယ်ပေါ့ဟုတ်ကိုရတဲ့မှာလောက်ထားတဲ့စာရင်တော့အမေတို့ကိုရတဲ့မှာလောက်ထားတယ်ဆိုတစ်လောက်9000လောက်ပဲထောက်ပံ့နိုင်တယ်ပေါ့အခုကိုပိုင်စီးပွားရေးလဲဖြစ်လာတယ်ရှယ်ယာလေးလဲဝင်လာတယ်ဆိုတော့အမေတို့ပို့ပြီးထောက်ပံ့လာနေတာပေါ့အဲ့နဲ့ဦးလေးနဲ့စာပြီးတော့ကိုလည်းကိုပညာလေးရတယ်ဆိုပြီးတော့တင်ရတယ်ပတ်စံလေးလဲပို့လဲရလာကိုစိတ်တွေပျော်ရွှင်လာပြီးတော့ဟိုလှုပ်ဖြစ်သွားတယ်ပေါ့အဲ့လှုပ်ဖြစ်တာကနေစပြီးတော့ဦးလေးကတော့ဟိုအပြင်းနေပါဖုံးဆက်တွေပါခေါ်ပြီးအင်ဂျင်တွေပါကင်ဖို့ပါရရှိရဆိုတော့ဦးလေးကအပြင်မှာထွက်လုပ်တယ်ပေါ့ကျွန်တော်ကတော့အိမ်မှာပစ္စည်းစေးတာတို့ဘာညာတို့အိမ်မှာဟိုပညာရှိရပါဆိုကျွန်တော်ကတော့အိမ်မှာဝိုင်းတင်တယ်ပေါ့ဟိုတင်းရရင်နည်းနည်းတိုင်နဲ့ဟိုလှုပ်ဖြစ်သွားတာပေါ့ဟုတ်စက်ပြေပညာကိုလည်းကျွန်တော်အဲ့ဦးလေးရှာရတဲ့စိတ်ရပြီးလေကျွန်တော်ကကိုပိုင်စီးပွားရေးလည်းဟိုလှုပ်ချင်တယ်ပေါ့လှုပ်ချင်တဲ့အဲ့လိုမျိုးရီမန်းချက်တော့ရှိတာပေါ့ရီမန်းချက်ရှိပေမဲ့လည်းကိုအောင်မြောင်ကိုစူးစမ်းနိုင်မှလူသေးရဲ့လေအဲ့ကြောင့်မို့လို့ဟိုကိုဘေးနားမှာဟိုအဖော်တယောက်လိုရှိပေးတဲ့ဟိုကျွန်တော်မိန်းမကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ပေါ့ဟိုကျွန်တော်မိန်းမနဲ့ကျွန်တော်လည်းဗမာစတွေ့ရတယ်ဆိုကျွန်တော်လည်းသူနဲ့ဆိုကိုရဆန်မှာစတွေ့တာပေါ့ကျွန်တော်သူရှိသွားတယ်ကျွန်တော်တကယ်ကြီးသွားတော့ပေါ့ကျွန်တော်တကယ်ကြီးသွားတော့သူကလက်တလောစီးစားရှိတယ်သူပြောတယ်ဒါပေမဲ့ကျွန်တော်တော့ဆရာသူတွေ့တော့စိတ်ဝင်စားသွားခဲ့တယ်ပေါ့စိတ်ဝင်စားခဲ့တော့သူအကြောင်းစုံစမ်းကြည့်တော့သူမှရီးစားရှိတယ်လို့ကြားတယ်ပေါ့ဒါပေမဲ့ကျွန်တော်ကတော့သူရီးစားရှိတယ်ဆိုပြီးတော့လည်းစိတ်ဆက်မတူဘူးပေါ့နောက်မှသူရှိသွားလိုက်သူ့သွားကြည့်လိုက်တော့ရှိရပေါ့နောက်တော့တကယ်ဒါသူရီးစားနဲ့ပြတ်သွားတယ်တကယ်ကြားရပေါ့ကြားတော့သူ့ကိုကျွန်တော်ဖွင့်ပြောလိုက်တယ်ဖွင့်ပြောတော့သူကကျွန်တော်3လဆောက်လို့ဒီမှာကျွန်တော်ဖြည့်ပေးမယ်လို့ပြောတယ်သူမိန်းကလေးမှန်းနေတည်တယ်ဒါပေမဲ့ကိုယ်စိတ်ကသူ့ပဲချစ်ခဲ့ရဆိုတော့သူဘာလဲဖြစ်ကိုယ်စိတ်ကမှသူ့ခိုင်းတော့ရကြလေးတက်လို့သူ့ခိုင်းရအတွက်မို့သူ့ကိုချစ်ခဲ့တယ်